别人当时不要这片，特别如果等那这片米包里有多少下给把片啊？特别如米包里但是你地面底下加把片啊？မှန်ပါရဲ့ဖေ။ तू ကနောက်2လလောက်ဆိုကိုကြီးရောက်ပြန်တော့မှာပါ။ तू မပြန်ရင်သူ့မိဘတွေနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းသိသွားရရင်ကိုကောင်းမှာပါဖေ။အဲအကြောင်းခုပြီးတော့ဝိုင်းရှာလေးပါလို့တပည့်တော်မကလည်းတောင်းမှလျှောက်ထားပြရစီဖေ။ ဆရာကတော့အရန်ကြိုးစားရတယ်။ဆောင်းနဲ့မျက်နှာနဲ့မခွာဘူး။ခဏလောက်နားပါအောင်လားမင်းစုရဲ့။ရော့ဒီမှာနောက်ထပ်ကိုကရမယ်စာအုပ်တွေမျိုးယူလာပြီးရဲ့ I can't concentrate. No. ရေးတော့ရောဖတ်တာရောကောင်းနေမရဘူးဖြစ်နေ ။အဲ့ဆိုခေါင်းသားရှင်းကြမယ်လေ။နေ့ကိုလိုက်ပြီးကိုညီပေး ။ဘာကူညီရမလဲ နေ့တူတင်နာကျန်မြန်မာမှုပန်းစင်မျိုးအမှုပညာလေ။အဲ့ဒါကျေးသွန်းလုပ်ငန်းမှာတွားပြီးတော့လေ့လာမယ်။မင်းစုလည်းလိုက်ခဲ့လေ။မင်းစုလည်းမြင်မှုပါပေါ့ ။အော်ကြေးရည်တွေနဲ့ဖျားစနတော့တနာပြော ။ဟုတ်ပါ ။ Okay, let's go. ။မင်းတိတ်လိုက်တော့အဲ့ဆို Wow, အဲ့ရမိုက်တယ်နော် အရန်မိုက်တယ်လို့မခေါ်ဘူးမင်းဆိုရက်တက်ပဲလို့ခေါ်တယ် ။အာတပ်ပဲလေ ။မျိုးရိုးဗုဒ္ဓဘာသာမှာဒါကိုဖျားစင်းပူတော်လို့ခေါ်ကြတယ် ။ ကိုယ်ွယ်ယုံကြည်မှုအနေနဲ့ဘာသာတရားရဲ့ကိုစားဗုဒ္ဓဖျားရဲ့ကိုပွားကိုအလေးနဲ့ထားပြီးတော့ပူဇော်ရဲ့တင်ဂီတာလေး It's the same in your religion? Of course. So, what do you call this? ကျွန်တော်မိတော်လို့ပါ အော်ဒါကိုကျေးသွန်းလုပ်ငန်းလို့ခေါ်တယ် ကျေးသွန်းလုပ်ငန်း Okay. Okay. ဟုတ်တယ်
ကိုကိုတေးတခုဝယ်လာရော ဒီမှာကိုမိဘရင်းနဲ့ပြန်ဆိုင်တွေ့နိုင်လား မြစ်သိရောက်ပြီလေဒီရွှေဝါပန်းပတောက်တွေထုံကြည့်သေးပြဲငါထူတဲ့တကြံပေဒုပုတ်တေတံဝေတံပြိုင်စုံညီလို့လေဒီရင်နောက်ထက်မှရင်တွေကပြချွေအားလုံးတွေပြောနေရမျက်ပွေတော့တွေယေစုသူချမ်းခိုင်မမှုပါလေနှစ်သိရောက်ပြီလေဒီရွှေဝါပန်းပတောက်တွေထုံကြည့်သေးပြဲငါထူတဲ့တကြံပေ